ချက်မယ်မဟင်းကတော့တော့အိမ်မှာရှိတဲ့ငါပြောဦးနဲ့ချက်မယ်ဆိုတော့ငါပြော sorry ငါပြောဦးခုတ်မယ်နော်ဆမ်မီပြောဦးလေဒီလိုမျိုးနှုတ်တဲ့ဟာပဲယူပြမှာထည့်တယ်နော်တပင်ခုတ်တာဒီလောက်ပဲရတယ်နည်းနည်းပဲချက်မယ်ဆိုတော့နည်းပဲလိုမှာဆိုတော့ I think that's fine ဒီနေ့တော့ဟန်နာ sister in law ရဲ့ mohinga recipe ကိုပြန်ပြီးတော့မှတင်ပြမှာဖြစ်ပါတယ်။သူက mohinga ချက်တာအရန်တော်တာဆိုတော့ဟန်နာကသူ့လည်းအရန်ကြိုက်တယ်။သူ့ရဲ့လက်ရက်ကိုပြန်ပြီးမှတင်ပြတယ်။ဒီမှာငါပြောဦးကိုပပလေးလေးမယ်နော်။ Right? Yes. Okay ပါ။ပါလေး အခုဘာလုပ်ညာလဲ ချက်တုံကြီး ။ချက်သွန်ကြီးကိုအလုံးလိုက်ထည့်မယ်။ချက်သွန်ကြီးအလုံးသေးတယ်နော်။ဒီဟာတွေကချိုးပြီးမှလေ mohinga နဲ့ဆိုတော့အရန်လိုက်ရမှာမပြောဘူးကတော့နည်းနည်းပဲရတယ်ဒါကိုအခုရေးဆေးရမှာနော် ဟုတ်ကဲ့စားနဲ့ရေးဆေးမယ်ထုံးလေးခေါက်တော့ရေးဆေးပြီးတော့မှရေးအေးနဲ့စိတ်မယ်တဲ့ right မပြောဦးတွေကိုစားနဲ့စိတ်ကြီးဆေးတာကသူ့မှာရှိတဲ့အစီတွေကိုကြောင်းလို့ကနော်အရင်ဆုံးမပြောဦးနဲ့ချက်ဦးတွေပြုတ်လိုက်မယ်ခင်ထွေးရဖယ်ဒီမမိုဟင်ဂါနဲ့ထုတ်သုံးမယ်ညစီဒါကစက်သွင်းဖြူလော အမြဲတမ်းနေမှာတော့ပြင်ထွေး ဒီစက်ညိုကောင်းဒီကဆမ်မို့ဒီအသေးကပဲမို့ညိုကောင်းနဲ့စက်သွင်းဖြူကိုစက်ခါနေမှာပဲထည့်မယ်တနေ့ဟာပဲဒီလိုမျိုးစလုံးထက်မှအရင်ရင်နဲ့ရောမဝင်နေပေါ့နော်ရေတစ်ဖက်ထည့်မယ်ချီလေးဖြစ်အောင်မွေးရမယ်နော်မပြောပြုတ်ထားတဲ့ဟာပေါ့နော်နိုင်ဝဲလောက်ပြုတ်ပြီးအခါကျရင်ဆယ်တော့မယ်ကြီးတွေပေါ့နော်မဲတယ်ဆိုတော့အားချမဖက်ပြုတ်တာဒီဘက်မှာတော့မင်းကချက်ဖို့ဦးတင်ထားတယ်ဒါကိုစစ်ပြီးသွားရင်ရေအေးနဲ့ပြန်စင်းအခါတွေပြဲအောင်ဟုတ်လားဒီမှာမဟင်္ဂါထဲမဲ့အိုးထဲမှာပြောဦးလေးထည့်လိုက်မယ်ဒီဘက်မှာတော့မဟင်္ဂါဖတ်ချက်ဖို့တဲ့နော်အနည်းတွေလည်းထည့်လိုက်မယ်နော်ဒါက ready made country ထုတ်သုံးထားတယ် I'm sorry နင်ရခွင့်တမအောင်ခြေတဲ့ထိမွေပေးရမယ်နော် ရှိလားကတ်ထိန်လားနေမှာတော့အေးဝင်ပါမဟုတ်ဘူးဆိုတော့အောက်မှာသူကတူးတက်တယ်နော်ဆိုတော့အများအားမွေပေးခလို့လို့တယ်ချက်နေတော့မှာပေါ့နော်အမြုပ်တွေကိုအများအားလဲဆယ်ပေးရတယ်နော်တွေဆူလာပြီးမှလည်းပြစ်လာပြီဆိုရင်တော့စက်သွန်ကြီးဥတွေထဲမယ်ပြန်ချက်မှာ ဟောအချိန်မနေဒီပေးရမယ်ဒါကိုအများအားမွေပေးရမယ်တော့ကျန်အနောက်ရဲ့ကြောင့်ကတ်တင်ကြရကတ်မှာဆိုလို့အများအားမွေပေးရမုတ်ဖက်ချက်မဲ့ဒီလဲဆူလာပြီဆိုတော့ဒီမှာမုတ်ဖက်မထက်ခင်စီနည်းနည်းလေးအိုးမကတ်အောင်ထည့်ပေးလိုက်မယ်ပြီးတဲ့ခါကျရင်မုတ်ဖက်ကတော့ဒီနန်းသွင်းသူမိုဟင်ဂါချောက်အဖတ်တိဟာအခုချက်ဦးပြုတ်ထားတဲ့ဟာလည်းတစ်ခါလေးထည့်လိုက်မယ်ဆုံးပါတော့အထုပ်ထဲမှာပါပြီးတော့တက်ချူလော်ဒီပေါ့နော်အဲ့ဒါလည်းတစ်ခါလေးထည့်လိုက်မယ်မှလေးပြန်ဝေးသွားတာပေါ့ဒီဟိရေကကောင်းတဲ့တစ်ခုကအချူမို့ရစားရတစ်ခုမှထည့်စင်မလို့ရောအကုန်လုံးက ready made ဆိုတော့အရင်အဆင်ပြေဒါငရုတ်ကောင်းကြတော့ကိုချက်ရင်ကြိုက်တယ်လို့ပေါ့နော်မဟုတ်ဖတ်တွေကနည်းနည်းအဲ့လိုမျိုးနှိပ်ပြီးတော့မှပြော့ပြီးဆိုတော့ချစ်ပြီးဒါကိုဆယ်မယ်ပြင်ကြီးရင်းနဲ့ဆေးမယ် right ဒီမှာခင်ရလဲ ready အစစ်နှင်းဖြစ်ပြီ okay ခဏရေးပွဲလေးပြင်လိုက်ပါဦးမယ်ဖတ်ထည့်မယ်ရပြီနဲ့ညုတ်တီးကတော့နည်းနည်းပဲထည့်မယ်ရှယ်ပဲ
မြေထဲမယ်ဒီကနေ့မြမြဝါးအရန်ကောင်းတယ်တကယ်ချင်းလဲလောလောကူကူလေးအိမ်မှာချက်စားကြည့်လိုက်အောင်နော်ဟိုင်